Good morning မှာဒီနေ့ကတော့ဒါပတ်တန်းဆိုတဲ့နေရာကိုသွားမှာပေါ့နော်အဲ့နေရာကခက်မန်ဒူထက်ပို့ပြီးတော့ရှေးကြပြီးတော့ခက်မန်ဒူနဲ့ဆိုရင်နိုင်ဘက်လောက်ပဲသွားရတယ်ပေါ့နော်အခုခက်မန်ဒူတမဲလေးကနေပြီးတော့ပတ်တန်းကိုသွားဖို့အတွက်ပတ်စကာကိကိုသွားနေပါတယ်ပတ်စကာစီးပြီးသွားရင်30ပဲကြာတယ်ပေါ့နော်အဲ့တော့ဘယ်လိုစီးမလဲဆိုတာကိုလိုက်ကြည့်ပေးကြပါဆိုရင်ဘတ်စကားမှတ်တိုင်မှာလူတွေအများကြီးပဲပေါ့နော်ဒါပန်းကျင်နာဘတ်စကားမှတ်တိုင်မှာဒီနားကနေစီးရမယ်လို့ပြောရဲပေါ့နော်ကားတော့တခြားမသိလို့ခုနကရဲကင်းရှိရမင်းနေကြအဲ့ရဲကင်းမှာသွားပြီးတော့ကားတော့မေးမလို့ပါဘာကားစီးရတယ်ပေါ့နော်ဒီမှာပါဇက်ပါရောက်ပါတယ်တစီစီဈေးကြီးပါတယ်အဲကြောင့် public transportation ပဲသုံးပါတယ်အလေးရ mini bus လေးပါကားလေးရဟိုကစားစရာရုပ်လေးတွေပဲချစ်စရာလေးတကယ်တေးလေးတွေပြင်မှာရှေ့က bus တွေစီးရမယ်လို့ထင်တာပဲပေါ့နော်တစ်ချက်မေးကြည့်လိုက်ပါဦးမသွားပေါ်ရောက်နေပါပြီတယောက်ကို25 rupee ပဲပေးရပါတယ်ဒါအရင်ကျက်နေလို့25 rupee mini bus ဘယ်နောက်မှမသိဘူးရက်ပေးခဲ့တယ် Google Map ကြည့်ရတော့နီးနေပြီပေါ့နော်ဒီနားကနေသူကလမ်းလျှောက်သွားလို့ပြောတော့လမ်းနည်းနည်းလျှောက်ပြီးသွားရမယ်ပြီးလို့ရှိရင်ဒီပတန်းကကြတော့ပထန်းလားပတန်းသူကစံနိုင်မှဖွင့်မှာဆိုတော့ခုမှ9နိုင်ခွဲပဲရှိသေးတယ်ဆိုတော့လမ်းနည်းနည်းလျှောက်လိုက်ပါဦးမယ်နာတမဲကနေစီးခဲ့တာ7မိနစ်လောက်ပဲကြာတယ်အခုလမ်းလျှောက်နေရပေါ့နော်ပထန်းရောက်ရင်ပြည့်ပြည့်ပါမယ်အရှိရဟာလို့တော့ထင်ပါတယ်ပတန်းဘော်ဒါစကွဲရဒီဟာထင်တာပဲဟုတ်တယ်သူကခက်မန်ဒူထက်ပို့ပြီးတော့ခက်မန်ဒူကဒါဘာစကွဲထက်ပို့ပြီးတော့ရှေးကြတယ်လို့ပြောကြတယ်ပြောင်းနေတာကတော့ပတန်းဒါဘာစကွဲပါဒီဘက်မှာစောက်ရီအများကြီးရှိရပေါ့နော်သူကဟိုခမန်ဒူဒါဘတ်စကွဲထက်ပို့ပြီးတော့ရှေးကြတယ်စောက်ရီပုံများတယ်ဒါတကယ်ကိုရှင်းဟောင်းလိုက်ရတယ်ပေါ့နော်ဒီဆောင်လဲဆိုလို့ရှိရင်ဟိန္ဒူလူမျိုးတွေတည်တံမယ်ဝင်လို့ရတယ်ပေါ်မှာဆွတောင်းတာတွေလောက်ကြရပေါ့နော်နိုင်ငံသားတွေတော့ဝင်ကြီးပေးရတယ်ဒါတော့ဝင်ကြီးမပေးခဲ့ဘူးဘာလို့ဆိုတော့ကိုရီယိုနပါလီလို့ထင်တဲ့အတွက်သူတို့မတောင်းလားမသိဘူးပေါ့နော်ပုံမှန်စင်းတော့ပေးရတယ်ပြောတယ်နောက်ကကိုကြီးစီကားနေလို့ဝင်ကြည့်တာပါဘာလဲတော့မသိဘူးတော်တော်လေးစီကားကိုရလိုက်နေတာပဲဒီမှာမနဆိုး breakfast ဆိုင်လားမသိစီကားတိုင်းရအော်ဒီမှာဆိုင်နေရတယ်ဒီထဲမှာဒီလာလီပါ living goddess ဆိုရဲသူရဲ့အဆောင်ဝင်ကြည့်မှာပေါ့နော်။ तू ကဒီတရာတို့ဟိုနေ့ကတွေ့ခဲ့တဲ့ကုမာရီနှစ်ဖျားမနဲ့မတူလားမသိဘူး။ဒါကပတန်ဘာသာ square ထဲမှာရှိတာပေါ့နော်။ဒီထဲမှာဒီ living goddess တက်ရှိနှစ်ဖျားဝင်ကြည့်လို့ရတယ်ဆိုတော့ဒီထဲမှာတော့ဗီဒီယိုတွေတက်ပုံတွေရိုက်လို့မရဘူးပေါ့နော်။အဲ့ဒါအခုဖနက်ချုပ်ပြီးတော့ဝင်ကြည့်ပါမယ်။ပြန်လာရင်တော့တွေ့ကြုံပြန်ပြောပြရအောင်။ထားတယ်အခုတို့ကဒီပထန်းဘာသာစကွဲရဲ့ကုမာရီကိုတွေ့ခဲ့ရတယ်ဗီဒီယိုလည်းရိုက်ခွင့်ရတယ်ဒါကုမာရီတို့ပေးလိုက်တာပေါ့နော်သူကဒီဗာလဲခမန်ဒူမှာရှိတဲ့ဒီကုမာရီနဲ့မတူဘူးပေါ့နော်ဒီကုမာရီကိုကြတော့သူကတွေ့ခွင့်ရှိတယ်ပေါ့ဒါပေမဲ့အကုန်သူတို့ခြိလာရတယ်မြေကြီးနဲ့လုံးဝထလို့မရဘူးဟိုခမန်ဒူကကုမာရီနဲ့အချက်လက်တွေကတော့အကုန်တူတူပဲဒါပေမဲ့ဒီကုမာရီကတွေ့ခွင့်ရတယ်ဆိုတော့တွေ့ဒါဆွတောင်းပါတဲ့ဆွတောင်းပြီးတော့သူကတုတ်ပြလိုက်တာပေါ့နော်အဲ့တော့ဘာဖြစ်အထမ်းလာတာတန်သွားပြီပေါ့နော်ပုံမှန်ဆိုလို့ရှိရင်သူကဒီချိန်ကိုမဖွင့်ပေးဘူး12နာရီနဲ့နာရီပဲဖွင့်ပေးတာထူးထူးဆန်းဆန်းပေါ့နော်ကံကောင်းပြီးတော့သူတို့ဖွင့်ပေးရတက်သွားဆိုပြီးတော့တက်သွားခိုင်းတော့ကိုကြီးလည်းတက်သွားတာ
စခရင်းစက်ရဒီအထဲမှာကုမာရီနေရပါတော့ဒီပါဒါစကွဲရတော့လည်းတီးဒီနန်းဆောင်ရလည်းတီးတယ်ဟွာပူကြီးရပါတော့ဒါလာလစ်ပါလင်ကော့တက်စ်လို့ခေါ်တယ်ဒီပေါ်တက်မှာနေတယ်အခုတော့ပတန်းကနေခမန်ဒူကိုပြန်มาတော့မယ်ခမန်ဒူဒါဘတ်စကွဲကိုအဲ့တော့ခုနစီးလာတဲ့ဘတ်ကိုပဲပြင်စီဖို့တောက်လိုက်ပါအောင်မယ်ပတန်းဒါဘတ်စကွဲဘလော့လေးကိုသုံးထိကြည့်ပြီးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်